လာပါရှင်အခုဆိုရင်အကြမ်းဖက်စစ်အုပ်စုဟာတရားမဝင်ရွေးကောက်ပွဲတစ်ခုပြုလုပ်နိုင်မှုအတွက်လူထုကိုဖိနှိပ်ပြီးထောင်ဒဏ်တွေအပြင်တေတံအထိချမှတ်နိုင်တဲ့ဥပဒေတွေကိုပြင်ဆင်ထုတ်ပြန်နေပြီးတစ်ဖက်မှာလည်းလူထုကိုဖိနှိပ်ဖမ်းဆီးတပ်ဖြတ်မှုတွေစက်တိုက်ပြုလုပ်နေပါတယ်ဒါတွေနဲ့အတူအရက်သားတွေကိုပြစ်မှတ်ထားတဲ့ဆိုးရွားတဲ့စစ်ရာဆွေးမှုတွေကိုစက်တိုက်ကျူးလွန်နေပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဒီလိုကျူးလွန်မှုတွေကိုတပ်သိအထောက်အထားအပြည့်အစုံနဲ့စုဆောင်းထားပါတယ်။ဒါဟာနိုင်ငံတကာကအကြမ်းဖက်စစ်အုပ်စုကိုအရေးယူနိုင်မှုနဲ့ကျူးလွန်ခံရသူတွေရဲ့နစ်နာမှုအတွက်တရားမျှတမှုရဖို့အတွက်တပ်သိမှတ်တမ်းတွေဖြစ်ပါတယ်ရှင်။ဒီမှာကတော့2025ခုနှစ်စက်တင်ဘာလအတွင်းမှာအကြမ်းဖက်စစ်အုပ်စုကမြန်မာနိုင်ငံတော်ဝန်မှာကျူးလွန်ခဲ့တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုအစီရင်ခံတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။စက်တင်ဘာလတလအတွင်းမှာပဲစစ်အုပ်စုဟာတရားလက်လွတ်တပ်ဖြတ်မှုဖြစ်စဉ်ပေါင်း120ကိုကျူးလွန်ခဲ့ပါတယ်။အဲ့ဒီအပြင်အကြမ်းဖက်စစ်အုပ်စုကအရက်သားပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။စက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း188ကြိမ်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပြည်သူ182ဦးသေဆုံးပြီး285ဦးဒဏ်ရာရခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်35ဦးပါဝင်ပါတယ်။လေကြောင်းတိုက်ခိုက်မှုအများဆုံးခံခဲ့ရတာကတော့မန္တလေးတိုင်းဖြစ်ပြီးတော့58ကြိမ်အထိတိုက်ခိုက်ခံခဲ့ရတာကိုတွေ့ရပါတယ်။အလားတူပဲအကြမ်းဖက်စစ်အုပ်စုဟာလူထုကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုလည်းဆက်လက်ကျူးလွန်ခဲ့ပါတယ်။红椒鱼，红椒鱼是吧？红椒我的，民国到过。စက်တင်ဘာလတလထဲမှာပဲနိုင်ငံတော်မှာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပေါင်းစုစုပေါင်း12ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း109ဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီထဲမှာတော့အသက်18နှစ်အောက်ကလေးငယ်28ယောက်အထိပါဝင်ပါတယ်။အကြမ်းဖက်စစ်အုပ်စုက2021ခုနှစ်အာဏာသိမ်းပြီးကတည်းကအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတပ်ဖြတ်တာလိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေပြုလုပ်တာလူထုရဲ့အိုးအိမ်တွေကိုဖျက်ဆီးတာတွေနဲ့အတင်းအဓမ္မအလုပ်စေခိုင်းမှုတရားလက်လွတ်ဖမ်းဆီးမှုနဲ့တခြားလူခွင့်ရေးချိုးဖောက်မှုတွေကိုကျူးလွန်ခဲ့တာတွေလည်းလအလိုက်မှတ်တမ်းတင်ထားခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာပဲအခုတင်ပြခဲ့တဲ့လူခွင့်ရေးကျူးလွန်မှုတွေအပါအဝင်လူထုအပေါ်လူခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း943ခုကိုမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။လအလိုက်ကျူးလွန်မှုမှတ်တမ်းတွေမှာအကြမ်းဖက်စစ်အုပ်စုရဲ့ကျူးလွန်မှုတွေဟာရပ်တန့်သွားဖို့မဆိုထားနဲ့ကိန်းဂဏန်းတွေမြင့်တက်လာပါတယ်။အကြမ်းဖက်စစ်အုပ်စုဟာတရားမဝင်ရွေးကောက်ပွဲကိုကြိုးပမ်းနေရတဲ့မျှမြေပြင်မှာလူထုအပေါ်အကြမ်းဖက်မှုတွေလည်းဇက်တိုက်တိုးမြင့်လှုံ့ဆော်နေပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကလစဉ်မှတ်တမ်းတင်ထုတ်ပြန်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ကျူးလွန်မှုတွေဟာဆိုရင်ကိန်းဂဏန်းတွေကြီးတတ်မဟုတ်ပါဘူး။အကြမ်းဖက်စစ်အုပ်စုတစ်ချိန်မှာအရေးယူတာဝန်ခံရမယ့်တပ်တွေမှတ်တမ်းတွေပဲဖြစ်ပါတယ်။ဒါကြောင့်လူ့ခွင့်ရေးဝန်ကြီးဌာနအနေနဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ကျူးလွန်မှုတွေအရေးယူခံရနိုင်မှုအစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။